အသစ်ထပ်မံရောက်ရှိလာတဲ့ brand new လက်တော့ Dell Inspiron 5445လေးနဲ့မိတ်ဆက်ပေးကြပါတယ်။ Lion Portable ဖြစ်ပြီးတော့နေတိုင်းတည်ဆောင်သွားရမယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ CPU အနေနဲ့ဆိုရင်လည်းစစ်ကိုတွဲသက်ပါဝင်တဲ့ Ryzen 5 8000 series ကိုအသုံးပြုပေးထားတဲ့အတွက် performance ဘိုင်းမှာလည်းစိတ်ပူနေစရာမလိုပါဘူး။ RAM အနေနဲ့ဆိုရင်လည်း speed မြန်တဲ့ DDR5 5600 8GB ကိုအသုံးပြုပေးထားပြီးတော့လိုအပ်တဲ့ဆိုရင် 32GB ထိတိုးမြင့်လို့ရပါတယ်။ Storage အနေနဲ့ဆိုရင်လည်း PCIe 512ကိုအသုံးပြုပေးထားပါတယ်။ ပေါ်အနေနဲ့ဆိုရင်လည်း SD card ပေါ် Jack ပေါ် USB ပေါ်ဟိုဘက်မှာဆိုရင်လည်း Charging ပေါ် HDMI ပေါ် USB ပေါ်နဲ့ Type C ပေါ်တို့ပါဝင်ပါတယ်။ Keyboard မှာ backlight မီလေးပါဝင်တဲ့အတွက်အမှောင်ထဲမှာအလုပ်လုပ်တဲ့လူတွေအတွက်လည်းအဆင်ပြေပါတယ်။ ကင်မရာအနေနဲ့ဆိုရင်လည်း920p 8D webcam ကိုအသုံးပြုပေးထားတဲ့အတွက် Zoom class online class တွေအကုန်လုံးကိုအဆင်ပြေနဲ့ပြုလုပ်နိုင်ပါတယ်။ display ဘိုင်းမှာဆိုရင်လည်း14လက်မှာ Full HD display ကိုအသုံးပြုပေးထားတဲ့အတွက်ရုပ်ရှင်ကြည့်မဲ့လူတွေအတွက်လည်းတင်လျော်ပါတယ်။ speaker အနေနဲ့ဆိုရင်လည်း dual speaker ဘယ်ညာနှလုံးပါဝင်တဲ့အတွက်ကြောင့်အတန်တွေကိုကြဲကြဲလောင်လောင်နဲ့ပြပြသားသားကြားနိုင်ပါတယ်။သုံးကျောင်းသုံးလုပ်ငန်းသုံးအတွက်တင်လျော်တဲ့ Dell Inspiron လက်တော့လေးကိုလိုချင်နေဆိုရင်တော့ Website ID စီးရင်စာပေကိုအခုပဲဆက်သွယ်လိုက်ပါတော့